အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကအပေါက်ပေါ်ပါဒီတစ်ခေါက်ပန်နာခီစီမှာတော့ကျွန်တော်ကဒီစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စလေးတစ်ခုမျှဝေရှင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလေဒီတကြင်ပွဲတော်ကတစ်နေ့တစ်ခါပဲလုပ်တယ်မဟုတ်ဘူးလားဒါပေမဲ့ပန်နာတိုင်ယူရဝင်းထဲမှာရက်တိုင်းအဲ့ရေပက်ကစားပွဲတော်လေးလုပ်နေကြတယ်ဒီကိုရောက်လာတဲ့ခီးတယ်တွေပေါ့သူတို့ကအပါဝင်ချင်းဆုံးရဲ့ပွဲတော်ကတကြင်ပွဲတော်ပဲဖြစ်တယ်ဒါပေမဲ့လေးလပိုင်းဒီတကြင်ကာလမှာသူတို့ကအလုပ်ရှုပ်နေလို့မလာနိုင်တဲ့အတွက်ကြောင့်သူတို့ကဝမ်းနေတာပေါ့ဒီတန်ရိုးရဝင်းကသူတို့ရဲ့ဒီဝမ်းနေမှုကိုဖြည့်ဆည်းပေးဖို့ဒီဝင်းထဲမှာနေ့တိုင်းဒီရပက်ကစားပွဲတော်လေးလုပ်ပေးကြတယ်ဒီလာတဲ့အဲ့တဲ့တွေဘယ်ရက်ပဲဖြစ်လာရင်းနဲ့ဒီရပက်ကစားပွဲတော်ကိုခံစားလို့ရတယ်ခီးတဲ့အတွက်လည်းသူတို့ကလည်းရပက်ကစားဆော့လို့ရတယ်ရွာသူရွာသားအတွက်ကလည်းသူတို့လည်းဝင်ငွေတိုးစေရတာပေါ့နော်ဒီလိုမျိုးလို့ထုံးလုပ်နေကဒီတိုင်ကျင်းမှုရဲ့ဒီအမွေဆက်ခံခြင်းနဲ့သူတို့ရဲ့ဘဝကိုအောင်မြင်ခြင်းကိုအရင်ပဲအကျိုးရှိတယ်ဗျ